မင်္ဂလာပါနော်လေးလက်စမှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ချရတဲ့ညီကိုမောင်မတွေကိုအတူတကွပေါ့နော်နားထောင်ရင်းနဲ့အကောင်းအမြင်စိတ်တွေနဲ့ပတ်သက်တာတွေနဲ့ပဲကျွန်တော်အများဆုံးပြောပြတယ်ခုအားရကျွန်တော်တို့လူငယ်တွေတော်တော်များများလုပ်ငန်းရှင်လူငယ်တော်တော်များများဘာသာရေးအသိရောလူမှုရေးအသိရောအစရှိတယ်ဗျာမမြင်နိုင်တဲ့အနေအထားတွေအသည့်တွေကိုကျွန်တော်တို့မှဖြည့်ဆွဲရတာများတယ်ဖြည့်ဆွဲရများတော့ကျွန်တော်တို့တွေကမိမိကိုယ်ကိုယ်တောင်တစ်ခါမိသွားတယ်မိမိရဲ့ relationship တွေမိသွားတယ် relationship တွေထဲမှာဆိုဘာတွေရောပါလဲဆိုတော့မိသားစုအနှံ့ဝင်နေပါမယ်ချစ်ရတဲ့ညီကိုမမမိတ်ဆွေတကယ်ချင်းတွေပါတယ်ပေါ့တကယ်တမ်းတော့မိတာမဟုတ်ဘူးဗျာဘာလို့ဆိုကျွန်တော်တို့ရဲ့daily ပေါ့နေ့စဉ်နေ့တိုင်းကျွန်တော်ကြုံတွေ့နေရတဲ့အခက်အခဲတွေကျွန်တော်တို့ကဒီနှလုံးသွင်းတယ်ရှိမှာပဲလေနော်လုပ်ငန်းပေါ်မှာထားတဲ့စိတ်ဆိုတော့ကျွန်တော်တို့ကမမြင်နိုင်တဲ့တဘာဝပတ်ဝန်းကျင်ရဲ့ပစ္စည်းပြောင်းလဲမှုတွေလည်းရှိနေတာဆိုတော့ကျွန်တော်တို့တွေးထားသလိုမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကအများသာခံစားပြီးတော့အဲ့ဒီ process တိုင်းပဲကျွန်တော်တို့ကတခြားတွေးထားတဲ့စဉ်းစားထားတဲ့စိတ်ကူးတွေတောင်မေ့တတ်နေတာ哦အဲ့တော့ကျွန်တော်တို့ကမေ့နေကျွန်တော်တို့ကသူတို့ relationship တွေကိုမေ့သွားတာမဟုတ်ဘူးဆိုကြပါဗျာအခုကျွန်တော်တို့ကလူငယ်လုပ်ငန်းရှင်ဆိုတဲ့ခေါင်းစဉ်ရဲ့ emotional ဘိုင်းတွေကိုပြောပြနောက်ပြီးဆွေးနွေးကြပါတော့အဲ့ဒီအနေထားမှာသွားတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ partnership လို့ခေါ်တဲ့ကိုယ့်ရဲ့ဘယ်လိုပြောမလဲရီးစားပေါ့နော်ကောင်းမလေးပေါ့နော်အဲ့လိုသူကတော့မှကိုယ့်ကိုအထင်မြင်လွဲသွားတဲ့အနေအထားတွေရှိတယ်ဒါကျွန်တော်တို့ကဒီပုံမှာစိတ်ထားလိုက်တာဒီနောက်ဆုံးပြီးကျွန်တော်တို့မျှော်မှန်းထားတဲ့အိမ်မက်တွေကျွန်တော်တို့ယူထားတဲ့တာဝန်တွေဝတ္တရားတွေကျွန်တော်တို့ဒီအလုပ်ပေါ်မှာထားတဲ့ကြိုးဆိုင်မှုတွေနောက်ပြီးကျွန်တော်ဒီအလုပ်နဲ့ပတ်သက်တဲ့ကြိုးစားအားထုတ်မှုတွေပေါ့နော်အဲ့လိုမျိုးတွေကအဆင်ပြေတာလည်းရှိမယ်ပြေတာလည်းရှိမယ်ခိုက်တန့်အရောက်ပေါ့နော်ဖြည့်ရှင်းနေတဲ့အချိန်မှာကျွန်တော်တို့ရဲ့စိတ်ကမေ့သွားတယ်မေ့သွားတဲ့အချိန်မှာကျွန်တော်တို့မမြင်ရတဲ့ဆိုးကျပေါ့ဒါနောက်ဆုံးပြီးကျွန်တော်တို့ကအဲ့လိုပေါ့အနောက်ဖွဲ့လေးတွေစိတ်ရှုပ်ရှာလေးတွေရှင်ကျွန်တော်တို့ကိုပဲပြန်သုံးသက်စီရှင်တယ်ဘာလို့ပြန်သုံးသက်စီရှင်လဲဆိုကျွန်တော်ငါကြိုးစားနေတယ်ချိန်ကြရင်နားလဲလိမ့်မယ်နားမလဲလို့ပြဿနာတစ်ခုပေါ်မှာထင်နဲ့ပေါ့နော်ဆုံးဖြတ်တော့ခဲ့ရှိလေကိုကအဲ့ဒါကိုလက်ခံပေးရတယ်အပြီးပြောလို့မရအောင်အများကြီးပဲဗျကျွန်တော်တို့တွေနဲ့ချဲတဲ့ခုလက်ရှိကြီးကိုမလာနဲ့ကြုံပါပဲဒီကြောင့်ကြုံနောက်ဆုံးပဲငယ်ရတဲ့သူကလည်းစကြောတက်ပေါ့နော်အသက်20ကျော်လေးအမအဲ့ဒါဆိုရင်သူတို့ရှေ့မှလုံးနေအကူကြီးတွေအကြံကြမယ်နောက်ဆုံးပဲအဲ့ကလေးလေးကိုပြန်ပြီးတော့အားကြတဲ့အခိုက်အတန့်တွေရှိမှာကောင်းတယ်အဲ့လိုမျိုးဖြစ်လာပြီကျွန်တော်ကမူရိတာစိတ်မွေးရမယ်တကယ်ပြောတာအခုလက်ရှိ2025ပေါ့နော်21ကနေစအခုလက်ရှိ2025အထိပေါ့လေဒီကကျွန်တော်အတွေ့ပေါ့ဗျာခံစားချက်တွေကနေပြီးတော့ကျွန်တော်တို့ဒီအခုဆိုဘက်ကိုသွားတဲ့အနေအထားတော်တော်များတယ်နော်အဲ့ဒါတကယ်မှန်တယ်နော်ခံစားချက်တွေမကောင်းတော့ဘူးပေါ့ဗျာခံစားချက်တွေမကောင်းတော့ကျွန်တော်တို့ရဲ့အတွေ့အကြုံလည်းကောင်းတဲ့အတွေ့အကြုံမဟုတ်တော့ဆိုတော့အခုဆိုတွေပဲများတယ်အဲ့တော့မိသူကကုသိုလ်အကုသိုလ်ကိုကျွန်တော်တို့ယုံကြည်တာဒီဗုဒ္ဓဘာသာပဲနော်မြို့ဖလာလည်းဖြစ်တယ်ဗုဒ္ဓဘာသာအဖြစ်လည်းခံယူထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကုသိုလ်အကုသိုလ်အကျွမ်းမဲ့ယုံကြည်ကြတယ်ဟုတ်နော်ဂန်ဂိုင်းအကျိုးပေါ့အဲ့ဆိုကျွန်တော်တို့မိကုန်အခုနကစကားကျွန်တော်ပြောလို့ဆိုရင်ဒီလိုမျိုးဆိုတော့ဟိုကြီးတဲ့လူကလည်းငယ်တဲ့လူကြီးကနေမှအားကြမှုတစ်ခုနဲ့ပေါ့နော်ကိုမိသားစုတွေကိုအောင်မြင်အောင်သွားချင်နေတာကိုစိတ်ကအရင်လုံးနေတော့ငယ်တဲ့ကလေးဆိုလည်းအဲ့လိုပဲသူလူကြီးအောင်မြင်ချင်တာဆိုပြီးတော့မိကုန်တာကျွန်တော်တို့ကဘယ်လိုပြောမလဲတွေးနဲ့မိတာတော့မဟုတ်ဘူးဗျာတကယ်တမ်းကြိုးစားချင်တဲ့ကြောင့်မိတာ
အမေကောင်းတော့မှန်တယ်ဒါပေမဲ့ကျွန်တော်မမေ့တဲ့ဟာပေါ့နော်အဲကြောင့်ကျွန်တော်ဒီဟာလေးကိုကျွန်တော်ဒီထက်လောင်းပြောချင်တာကကျွန်တော်တို့အောင်မြင်အောင်သွားနေတဲ့အချိန်မှာကျွန်တော်ဆိုရင်အကောင်းမြင်စိတ်တွေပါတယ်ကျေးဇူးတင်တတ်တာတွေနောက်ဆုံးပြီးတော့ဟိုနေ့ရဆိုလဲအတူတခုကြောင့်ပေါ့နော်အဲ့လိုဆက်ဆက်ပြီးကျွန်တော်ပြောတဲ့အချိန်မှာလိုအပ်ချက်တွေလည်းရှိနေနေတာပေါ့နော်အဲ့တော့မမေ့ရမယ့်အချိန်၅ချက်ကိုဒီအချက်လေး၅ချက်ကလေးကိုဖတ်ရှုခြင်းအားဖြင့်နော်ချင်းရညီကိုမလုံးမလုပ်ငန်းတွေလည်းတူတက်အောင်ဆောင်ရွက်ကြပါဖို့ဆောင်ကြပါနောက်ဆုံးမိမိရဲ့ကျမ်းမာရေးလည်းအထူးပြုစိတ်ကြပါဟုတ်နောက်လေး let's ကတော့ချင်းရညီကိုမလုံးမနဲ့လုံးဝထာဝရလက်တွဲသွားမယ်ဆိုတော့ကြည်ပေးပါတယ်အဲ့တော့ကျွန်တော်ရဲ့story တွေ video တွေကိုလည်း like and subscribe လုပ်ထားပေးဖို့လည်းပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်သိရှိကြမှာစိတ်ချမ်းသာလိုအင်ဆန္ဒအပြည့်စုံကြပါစေ